ဒီဘောထွက်ကေဆိုတာပြင်လာလေးကြည့်လားအခု Good morning ဒီနေ့ကတော့ရမင်းတို့တန်ပိုချီကနေတင်ပိုချီတီအမြင့်ပေ4430မီတာအထိရောက်မှာဖြစ်ပါတယ်တန်ပိုချီရဲ့မနက်ခင်းလေးဖြစ်ပါတယ်ဒီကဲတော့နေမြင်ရတဲ့မနက်ခင်းလေးပါအဲတဲ့နေရာအနေဒီကဲတော့မြင်နေရတာပါအခုရမင်းတို့တန်ပိုချီကနေပြီးတော့တန်ဖိုးကြီးကိုသွားမှာဖြစ်ပါတယ်အခုမနေ့8နာရီစားထွက်မှာပေါ့နော်အခုမနေ့8နာရီပါတားရေးလို့မျက်နှာတော့မဟုတ်တာပါကြည့်လားနေရဒီဟိုတယ်မှာဒီမှာအိတ်တာပါဒီဟိုတယ်မှာအိတ်တာပါသူရကြည့်လိုက်နော်ဒီနောက်မှာလည်းရေခဲတာဒီဘက်မှာလည်းရေခဲတာဒီနေ့ကတော့ဒီလိုလမ်းလေးတွေသွားရမယ်လို့တော့ပြောပါတယ်တန်ပိုချီကနေစထွက်လဲစမှတ်လေးဖြစ်ပါတယ်ရမင်းတို့ကဒီနေ့တင်ပိုချီကိုတက်တဲ့နေ့ဆိုတော့လေလမ်းမှာတောက်လျှောက်ကရေခဲတောင်ကြီးမြင်ရတယ်ဒီရှုခင်းနေဆိုရင်လည်းလုံးဝလာတာပဲမြင်ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့တဖြည်းဖြည်းနဲ့အမြင့်ကိုတက်သွားတာဖြစ်တဲ့အတွက်ဒီရေခဲတောင်တွေကတောက်လျှောက်မြင်ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီလိုတောင်ဆောင်တွေမှာပွင့်နေပန်းလေးတွေလည်းမြင်ရတယ်ပေါ့နော်ဒီနေ့ရှုခင်ကတော့လေဒီလုံးဝအမတ်တရားဖြစ်စီရကောင်းလာအောင်လုံးဝလာတဲ့ရှုခင်မျိုးမြင်ရတယ်ဆိုတော့တက်မမင်းနိုင်ရှာမြင်ကွင်းမျိုးမြင်ရတယ်လို့ပြောရမယ်ပေါ့နော်ပန်ပိုချီကိုရောက်နေပါပြီအခုဒီလိုတောင်နိုင်ရနေပြီးတော့မှဒီရွာလေးကိုတွားပြီးတော့ဒီလက်စားမှာဖြစ်ပါတယ်ဒီလက်စားပေါ့နော်အဲဒီရွာလေးမှာစားမယ်ရမင်းတို့အမြင့်ကိုရောက်လာလေစိတ်ပူစရာကောင်းတဲ့အရာတစ်ခုရှိလာလေပေါ့နော်အဲ့ဒါကတော့ဗာလဲဆိုလို့ရှိရင် attitude signal ပေါ့နော်ဒီအမြင့်ကိုနေသားမကြောက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့လေရမင်းတို့တော်တော်များကကျတော့ဒီအလဲပိုင်းနေတာအပူပိုင်းနေတာကနေလာတော့ရမင်းတို့ကဒီအောက်ဆီဂျင်လုံလောက်ရှိတဲ့နေရာမှာပို့ပြီးနေခဲ့ရတယ်ပေါ့နော်အခုကကျတော့ဒီရေခဲတောင်ဘက်သွားတာဆိုတော့ तू ကအမြင့်တက်လေ तू ကလေပြင်းများပြီးတော့အောက်ဆီဂျင်တွေနည်းလေဖြစ်တယ်ပေါ့နော်ခန္ဓာကိုယ်မှာအောက်ဆီဂျင်တွေနည်းသွားတယ်အဲ့ဒီအတွက်ရမင်းတို့ကဒီ attitude signal ဖြစ်မှာကိုစိတ်ပူတယ်ဘာလို့လဲဆိုတော့ဒီလိုဒေတာမျိုးမှာဒီလိုဒေတာနဲ့နေတာမကြလို့ပေါ့နော်ဘယ်သွားမှလဲ EPC ဟုတ်ပါလေဒီနေ့တာကတန်ဖိုးချီဟုတ်တယ်တန်ဖိုးချီတော့ပြောရလေတန်ဖိုးချီမနေ့တုန်းကတန်ဖိုးချီမနေ့ကတန်ဒီရက်တင်ဟုတ်ပြီရပြီအဲ့လိုဆိုဒီနေ့အမြင့်ကိုတက်လာတယ်ရမင်းတို့ရှေ့ရောက်အဖွဲ့ထဲမှာတယောက်ကတော့အဲ့လိုကောင်းမိုးပြီးတော့နေမကောင်းတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ရမင်းတို့ကကြိုတင်ကောက်ွယ်တဲ့အနေနဲ့ဒိုင်ယာမော့ကိုဒီနေ့လေစာနာတဲ့အချိန်မှာသူ့ဒိုင်ယာမော့တိုက်ပြီးတော့ခဏအချိန်ပိုနာပြီးတော့မှသူတက်တာပြီးဆိုမှရမင်းတို့က80ရှောက်ခဲ့ကြတာပေါ့နော်အောက်ဆီဂျင်တော့မကြဘူးဒီမူးတာလောက်ပဲဖြစ်တာပေါ့နော်နေလဲပူဒီကအသက်ဆက်ဆေးလေးပါဒီနေ့ဒီ4 tracking ပေါ့နော်အခု7:50မှာနေလေးစားမဲ့နေရာကိုရောက်ပါတယ်ခုနေလေးစားအော်ရမှာဟာပြီးနေလေးစားမှာဖြစ်ပါတယ်ဒီ4 tracking ဆိုတာပြင်လာလေးကိုကြည့်လာအခုအမြင့်ရောက်လာတော့အဲ့လိုရုပ်လေးဖြစ်သွားပါဒီမှာဒီတယောက်လည်းအယုတ်ဖြစ်သွားပြီမရတော့ဟမ်စမိုင်းတော့ဒါကအကျဲရောအကျဲကတော့ဒီရုပ်ဖြစ်နေတော့ဒီဘက်ကရုပ်တယ်စင်မောရုပ်ကြည့်လား It's okay fighting အမမစင်းစားအနေ知道吗？喏。Okay 的。ကဲဒီနေ့တော့ဟီးဟာလုံးနိုင်ပါသေးရဲ့是奶奶。ဒါတော့
ကိုရရဲ့စေမှုအစကျတိုင်းနေပါလေသူ့ဘာလဲသူအရင်တိုင်းတာမင်းစားနာပြီးတော့တန်ဖိုးချီကိုပါမပြပါနိုင်15မှာအခုပေါ့နော်တန်ဖိုးချီကိုဆက်ရှောက်မှာဖြစ်ပါတယ်အပေါ်မှာတောင်ပေါ်ရောက်နေရပါတော့လေသားတိုက်တော့ကိုင်းကအကုန်ဖုံးခိုင်းတာပါလေအကုန်ဖုံးပြီးတော့ဆက်ရှောက်ပါဖြစ်ပါတယ်လေးရက်မြောက်နေ့မှာဒီလိုမျိုးကွင်းပြင်ဖြတ်ပြီးလာရတာပါဒီနေ့လေးရက်မြောက်နေ့ဆိုလောကွင်းပြင်ကြီးကိုဖြတ်ပြီးရှောက်ပါပါပြီးမှတော့ရေခဲတော့နေနဲ့Aerobics ကနဲ့ရှုခင်ကကြတော့လေတယောက်နဲ့တယောက်တားတဲ့လပေါ်မူတည်ပြီးတော့ရှုခင်တွေကွဲထားနိုင်နေပါတော့။ဒီမင်းတို့ကဒါအော်တိုဘာလအစမှာတွားထားတာဖြစ်ပါတယ်။2025အော်တိုဘာလအစမှာတွားထားတဲ့ရှုခင်ဖြစ်ပါတယ်။ဒီလိုကြောက်တုံးလေးတွေဆင့်ပြီးတော့မှဆူတောင်းလို့ရှိရင်ဆူတောင်းပြီးတွေပြောလို့ကြောက်တုံးလေးတွေအဖွဲ့သားတွေကိုစောင့်ရင်းနေပေါ့ကြောက်တုံးလေးစီပြီးတော့မှဆူတောင်းခဲ့ပါသေးတယ်။တာရပါရဲ့ဟုတ်တယ်မလားအခုတင်ပိုချီဆိုရဲ့ရွာလေးကိုရောက်တော့မှဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ရမင်းတို့ပေါ်တာကတောင်ပေါ်ကနေတစ်ခေါက်ဆင်းပြီးတော့ရမင်းတို့အထုပ်လာထိုင်းကိုပါတယ်။ရွာနာလေးနီးနေပြီဆိုပြီးတော့ဒီကဲတောင်းနေတဲ့တအားနီးနေပေါ့နော်ဒါဒီကဲတောင်းနေတာမှာစော့နေကြမှာတို့ဟောမှာစော့နေကြမှာရေခဲတော့စော့နေကြဝါတောင်းနိုင်27မှာတမ်မိုချီဆိုရဲဒါလေးကိုရောက်ခဲ့ပါလေရွာကလေအခုမြင်တာနဲ့လုံးဝရှုခင်ရလာနေပြီပေါ့နော်ရွာရဲ့အိမ်လေးတွေမြင်တာမြင်နေရလေတော်တော်ဝေးကြီးကိုရှောက်လိုက်ရသေးတယ်ပေါ့နော်တံပိုးချီရရှုခင်ဘယ်လောက်လာလဲဆိုရင်ရွာထဲဝင်တာနဲ့ကိုဒီလိုပေါ့နော်အရန်လာတဲ့ရှုခင်မျိုးကိုစပြီးတော့မြင်နေရပါပြီဒီရွာလေးမှာရမင်းတို့ကဒီအမြင့်နဲ့နေတာကြအောင်အရင်ဆုံး practice လုပ်မှာဖြစ်တဲ့အတွက်ရမင်းတို့ဒီရွာလေးမှာညအိမ်မှာဖြစ်ပါတယ်တော်တော်များလဲဒီရွာလေးမှာညအိတ်တယ်ပေါ့နော်ဒီညလောက်အိတ်သူတို့နောက်တစ်ရက်ကြာလို့ရှိရင်တောင်တက်လေချင်းပေါ့နော်အဲ့ဒါပြီးမှရှေ့ဆက်ရှောက်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့နောက်ရက်အမြင့်တွေကရမင်းတို့မြေပြန့်မဟုတ်ဘဲနဲ့တောင်လျှောက်ဟာရေခဲပြင်းနေပဲဖျက်ရမှာဖြစ်တဲ့အတွက်ဒီတန်ဖိုချီမှာအမြင့်နဲ့နေတာကြတော့ရမင်းတို့အရင်ဆုံး practice လုပ်မှာဖြစ်ပါတယ်3 ခွဲကျော်မှာနားမဲ့ဟိုတယ်ကိုရောက်ပါပြီဒါနားမဲ့ဟိုတယ်ကြီးပါ
ယမတို့ကဒီနေ့ရွာနားမှာရှိတဲ့နဂရှာဖစ်တိုရီတောင်ကိုတက်ပြီးတော့လေ့ကျင့်မှာဖြစ်ပါတယ်။ဒါတော့ကိုယ့်ရဲ့အဖွဲ့တစ်ခုလည်းမဟုတ်ဘူးပေါ့နော်တော်တော်များလဲဒီမှာတောက်တက်လေ့ကျင့်ပြီးမှရှေ့ဆက်သွားကြတာဖြစ်တဲ့အတွက်ဒီရွာမှာတဲတဲ့လူတော်တော်များအခုဒီနေ့မနေ့စောထပြီးတော့တို့ကလေ့ကျင့်ရေးဆင်းကြပါတယ်ဒီတောင်ကိုအရင်တက်ကြည့်ရပေါ့နော်ဒီအဆင်ပြေလားဒီရှေ့ဆက်သွားရမှာအဆင်ပြေလားဒီရဲ့အမြင့်တန်ကိုခံနိုင်လားဆိုပြီးတော့ရင်မလို့အရင်တက်ကြည့်ရပေါ့နော်ဒီပထမတက်ချင်းမှာတော့တော်တော်လေးကိုအဆင်မပြေဖြစ်တယ်ဒါပေမဲ့အဲ့ဒီအပေါ်မှာမိနစ်20လောက်နေပြီးသွားတဲ့အချိန်မှာရင်မင်းအတွက်ကအဆင်ပြေသွားတယ်ပေါ့နော်အဆင်ပြေသွားတော့ဒီနောက်တစ်ရက်ကိုရင်မင်းတို့ရှေ့ဆက်ပြီးတွားလို့ရတယ်ဆိုပြီးတော့ guide ကမှတ်ချက်ပေးတယ်ပေါ့နော်ဒါအရင်ဆုံးလူတိုင်းမိဘဒီမှာညညအိပ်ပြီးတော့ practice အရင်လုပ်ကြတယ်တော်တော်များများပေါ့နော်အမြင့်တန်ကိုခံနိုင်လားမခံနိုင်လားသိရအောင်လို့ပေါ့နော် ဘယ်လိုခံစားနေရလဲအင်တာဗျူးလေးအခုဘယ်လိုခံစားနေရလဲ ခုရမ်းပေါ်တယ် ဟုတ်ကဲ့ပါအခု ရမ်းပေါ်တယ်ဒါပေမဲ့ရမ်းမိုက်တယ် အခုဘယ်လိုခံစားရလဲကိုဖိလေးတစ်ချက်ပြောပြပါဦး အေး ဒါပဲလား ဒါပဲ ယမေ international ပဲ အတက်တော့ကတော့ဖြစ်ပြနေအောင်တက်ခဲ့ရမှာဟိုရဲ့စာရေးတန်းအောင်မှန်းတာ အခုဘယ်လိုခံစားရလဲ မိနစ်ဘယ်လောက်လဲကိုမိနစ်20လောက်တော့ရှိမှတယ်နော် နားပြီးသားဆို 10လောက်တော့ဒီညဖြစ်သွားပြီဒီလိုလည်းရိုက်တိုင်သွားပြီ ကျေးဇူးတင်ပါတယ်ရှင် တောင်မောနေပြန်ဆင်းပြီးတော့ညနေမှာတော့ရင်မင်းတို့ကဒီကမ္ဘာအမြင့်ဆုံး coffee ဆိုင်ကိုတောက်ထိုင်ကြရပေါ့နော်ဒီဆိုင်လေးကလေလုံးဝထိုင်လို့ကောင်းတယ်ချစ်ဖို့လည်းကောင်းတယ်ကမ္ဘာအလှဆုံးနဲ့အမြင့်ဆုံး coffee ဆိုင်စီးရင်ထဲမှာပါတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒီမင်းရဲ့ D4 နဲ့ D5 tracking လေးကတော့တင်ပို့ချီမှာအဆုံးသက်သွားတာဖြစ်ပါတယ် ရမင်းရဲ့ vlog လေးကိုအဆုံးထိကြည့်ရတဲ့အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါ